ကြောက်ပွဲစားလောင်ပန်းရဲ့တနေတာစပွဲပေါ်မှာ1000တန်တွေကိုအုပ်လိုက်တင်ပြီးတော့ကြောက်လာရောင်းမဲ့သူကိုမျှော်နေတဲ့လောင်ပန်းစီကိုမြန်မာမိန်းကလေးတယောက်ရောက်လာပြီးတော့ကြောက်လာရောင်းပါရီ1000တန်တအုပ်ကိုပြီးတော့သူမချက်ချင်းလှည့်ပြန်သွားကြမလို့တောင်းတော့မမန်နဲ့ပြန်ခေါ်ပြီးတော့သုံးကိုပေးလိုက်ပေမဲ့လေသူမကစပွဲပေါ်မှာရှိတဲ့1000တန်တွေအကုန်မားတယ်ပြင်အောက်မှာကျသွားတဲ့တအုပ်ကိုပါကောက်ခိုင်းခဲ့ပါသေးတယ်ပြတ်သားလုံးနဲ့သူမကငွေတွေကိုသိမ်းပြီးတော့ကြောက်ကိုထားခဲ့ပါရီကံကောင်းတဲ့ကြောက်ဖြစ်မဖြစ်စမ်းသက်ပြီးတော့တေးကြတဲ့အချိန်ကြီးရှိမှလားလောင်ပန်းကကြောက်ကိုပါကင်ဖောက်ကြည့်လိုက်ပြီးတော့ကြောက်ကြည့်မီနဲ့စစ်ဆေးကြည့်လိုက်ပါရီမြမကြောက်စိမ်းကအရေးလေပြီးတော့တဖိတ်ဖိတ်တောက်နေတာများသေယူစရာကောင်းတဲ့အထိပါပဲဗျာအဲ့လိုမျိုးနဲ့ကတ်နေတဲ့ကြောက်သားတွေကိုထုရိုက်ဖယ်ထုတ်ပြီးတော့မလိုတဲ့နေရာလေးတွေကိုတော့ရေးစင်းနဲ့အသေးဆုံးကရိယာကိုသုံးကအသာလေးဖယ်ရှားခဲ့ပါရီတကယ်လို့မှအနူးစိတ်ပြုတ်လုပ်ပြီးတဲ့ခါမှာတော့ကြောက်စိမ်းတုံးလေးရဲ့အယောင်ကကျွန်တော်ဘဝရဲ့အနာဂတ်ထက်တောင်မှတောက်ပလို့နေခဲ့ပါရီဟင်းအဲ့တော့ဒီနေ့အတွက်လောင်ပန်းရဲ့မိကန်တက်တာတွေကိုလက်ကီလေးထည့်သိမ်းနိုင်ခဲ့ပြီဖြစ်ပါရီအဲ့လိုနဲ့တော့ပိတ်ကလဲထွက်ခဲ့ပြီးတော့မကြခင်မှာပဲနောက်တစ်ယောက်ရောက်လာခဲ့ပါရီဒီကမှသူမကလှပလုံးနဲ့တရုတ်မလေးဖြစ်တာကြောင့်သူမရဲ့ကြောက်ကိုရွယ်ငွေနဲ့ရှင်းပြရပါရီတရားပေးတာနေတယ်ဆိုလို့200ထုတ်ပေးကားမှပဲအယောင်းဝယ်ရတည်သွားခဲ့ပါရီကံကောင်းအောင်အန်စာခောက်ပြီးတော့ပါကင်ဖောက်ကြည့်တဲ့အခါမှာတော့ကြောက်စိမ်းပုံစံမြင်ရပေမဲ့မသေးချာကြောင့်မလို့ကြောက်ခွဲဆက်ပေါ်ပြစ်တင်လိုက်ပြီးနှစ်ချမ်းခွဲကထပ်မံစစ်ဆေးလိုက်ပါရီအဲ့နောက်လောဘန်ကနှစ်ပိုင်းဖြစ်နေတဲ့ကြောက်စိမ်းကိုရေထဲကိုပစ်ပြီးတော့ဆော့ပလိုက်ပါရီလူလေတောင်မှတစ်ခါတလေမှခံတက်ရရဆိုတော့မြင်လိုက်တော့ကျွန်တော်လိုမျိုးရိုးသားသားကောင်လေးကလည်းသူမစီမှာတိတိနဲ့အလဲစားခံခဲ့ရတာကတော့မထူးဆန်းတော့လို့သိလိုက်ရပါတယ်ခင်ဗျာ